ဒီဖော့ငါပန်းထိုးမယ်မစင်းစားဘူးလားဘယ်ကရင်စားထိုးမလဲဘယ်ကရင်စားထိုးပြောပါဦးဆရာကြီးတို့ကကြည်ထိုးတာသူများထိုးတာသူတို့ကရမ်းထိုးတာအဲ့သူတို့စကားလို့ကျွန်တော်ရတာမှန်းထိုးတာသိလားဟိုဘောကသူမှန်းထိုးစမ်းထိုးတာဟိုစမ်းသိလားအဲ့တော့ကျွန်တော်ကပြောတယ်ရမ်းထိုးမှန်းထိုးစမ်းထိုးကြည်ထိုးအဲ့လိုထိုးငါထိုးကျွန်တော်မှရှိတယ်နောက်တစ်ထိုးမေ့နေလို့ကျွန်တော်ခေါင်းထဲမှာပန်းထိုးမစင်းစားဘူးလားဒီဖော့ငါပန်းထိုးမယ်မစင်းစားဘူးလားဘယ်ကရင်စားထိုးမလဲဘယ်ကရင်စားထိုးပြောပါဦးအဲ့စဉ်းစားဖို့အတွက်ကိုကျွန်တော်ကစဉ်းစားခေါင်းထဲမှာ data ရှိဖို့မလို့လားအဲ့ data တွေ memory တွေခုထည့်ပေးနေလေဘယ်လိုစဉ်းစားရတယ်ဘယ်လိုသွင်းရတယ်ဘယ်လိုထိုးရလဲဟုတ်တယ်နော်ဘယ်လိုစဉ်းစားရတယ်ဘယ်လိုမသိရင်တော့ဗျာကြုံထိုးပါလေတွေ့တယ်ကတော့သူများဒီလိုထိုးတာလိုက်ထိုးအထွက်ချင်လို့ထွက်ထိုးချင်လို့ထိုးရင်ထွက်ချင်လို့ထွက်တယ်ကျွန်တော်ဟိုတည်းတော်တင်နေတယ်တင်နေသားတွေပြောလာတဲ့တင်နေသားတွေအဲ့လိုပဲနော်စမ်းထိုးရမ်းထိုးရစမ်းထိုးရမှန်းထိုးရကြည်ထိုးရတို့ကဘာထိုးလဲမသိဘူးနောက်တထိုးကြံသေးတယ်ငါးထိုးရှိတယ်